สวัสดีค่ะทุกคนအားလုံးပဲမင်္ဂလာပါရှင်ဖိမ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ထိုင်းနိုင်ငံမှာပေါ့နော်ယနေ့ခေတ်ထိုင်းလူငယ်တွေအသုံးများတဲ့ထိုင်းစကားစုလေးအကြောင်းကိုလာပြီးမျှဝေပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးစကားစုလေးအနေနဲ့ဆိုရင်ကျမတို့ဥမာတစ်ခုခုစားပြီးလို့တငယ်ချင်းတစ်ယောက်ကကျမတို့မေးနင်တော်ပြီလားယုံမလားဒါမှမဟုတ်နင်အဆင်ပြေရဲ့လားဆိုရင်ကျမတို့ဒါကိုပြန်ဖြေဖို့စကားလုံးလေးကတော့ဖော်แล้วဆိုတာကတော်ပြီပေါ့နော်ဖော်แล้วဆိုတာကတော်ပြီပထမဆုံးစကားလုံးလေးကိုပြန်နားထောင်ကြည့်ပါမယ်ဖော်แล้วနောက်ထပ်စကားစုလေးကတော့ကိုကဒီဟာကိုလုံးဝမကြိုက်ဘူးလို့ဆိုရင်ဘယ်လိုညင်မလဲဆိုရင်ผมไม่ค่อยชอบมันเท่าไหร่ผมไม่ค่อยชอบมันเท่าไหร่ผมဆိုတာကငါပေါ့နော်ไม่ค่อยชอบဆိုတာကတိတ်မကြိုက်ဘူးมันဆိုတာကအဲ့ဒါကိုเท่าไหร่ဆိုတာကနည်းနည်းလေးတော့လောက်တောင်မှငါမကြိုက်ပေါ့နော်အဲ့ဒါစာကြောင်းတစ်ခုလုံးပြန်ဆိုပါမယ်ผมไม่ค่อยชอบมันเท่าไหร่နောက်ထပ်စကားစုလေးအနေနဲ့ဆိုရင်ฉันทนมันไม่ได้ฉันဆိုတာကကျွန်တော်ကျမပေါ့နော်ทนဆိုတာကอดทนဆိုတဲ့စကားလုံးကနေဆင်းသက်လာပါอดทนဆိုတာကတီးခံတာကိုပြောပါနော်ทนဆိုတာလည်းတီးခံတာကိုပဲပြောတာပါฉันทนมันไม่ได้ငါအဲ့ဒါကိုဆက်ပြီးတီးမခံနိုင်တော့ဘူးငါတောက်မခံနိုင်တော့လို့ပြောတာပါฉันทนมันไม่ได้နောက်ထပ်စကားစုလေးကတော့เขาไม่ใช่สเปคของฉันเขาဆိုတာကသူပေါ့နော်ไม่ใช่ဆိုတာကမဟုတ်ဘူး spec ဆိုတာကငါရဲ့ type ပေါ့နော်ငါရဲ့ပုံစံမဟုတ်ဘူးပေါ့နော်ของฉันဆိုတာကငါအတွက်ကိုပြောတာပေါ့เขาไม่ใช่สเปคของฉันเขาไม่ใช่สเปคของฉันသူကငါရဲ့ type မဟုတ်ဘူးလို့ပြောတာပါနောက်ဆုံးစကားစုလေးကတော့คุณกำลังคบกับใครอยู่หรือเปล่าคุณกำลังဆိုတာคุณဆိုတာကနေပေါ့နော်กำลังဆိုတာကလုံနေတယ်လို့အတိတ်ပဲရပါတယ်คบกับใครဆိုတာကတယောက်ယောက်နဲ့တွဲနေတာတို့တွေ့နေတာတို့ပြောချင်တာပါคบกับใครอยู่หรือเปล่าနင်တယောက်ယောက်နဲ့များတွေ့နေတာမဟုတ်လားအဲ့လိုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်နင်တယောက်ယောက်နဲ့များတွဲနေတာမဟုတ်လားပေါ့ပြန်ဆိုကြည့်ပါမယ်คุณกำลังคบกับใครอยู่หรือเปล่าဒီကနေ့ဗီဒီယိုလေးကိုစောအောင်ကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နားမလည်တာလေးရှင်လည်းကွန်မန့်မှာမေးသွားလို့ရပါတယ်နောက်ထပ်ထိုင်းစာနဲ့ပတ်သက်ပြီးတော့အခမဲ့လေးလာချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့ Telegram link လေးမှာလာ join လိုက်လို့ရပါတယ်